ဒီတစ်ခါမှာတော့Jolly Readers Orange ပေါ့နော် Orange Level General Fiction တွေကမှာ tips စာအုပ်ကလေးနဲ့ပတ်သက်ပြီးတော့သတိထားမယ့်အချက်ကလေးတွေပေါ့နော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကိုဖတ်ဖို့အတွက်ဆိုရင်တော့Jolly Songs တွေကမှာဒီ Jolly Phonics के Letter Songs တွေကမှာဒီ first group ပေါ့နော်ပထမ Letter Songs တွေ6တန်ပေါ့နော်6တန်ကိုကလေးက blind တက်ပြီဆိုလို့ရှိရင်ဒီစာအုပ်လေးကိုဖတ်လို့ရပါပြီပေါ့နော်ဆိုတော့ letter S H A letter E letter T T letter I it letter P P letter N အဲ့ဒီ6တန်လေးကို blind တက်ပြီဆိုလို့ရှိရင်ဒီ6တန်ပါတဲ့စလုံးလေးတွေကို blind ပြီးတော့ခလေးက blind ပြီးတော့ဖတ်တတ်ပြီဆိုလို့ရှိရင်ဒီစာအုပ်လေးကိုစပြီးတော့ဖတ်လို့ရပါပြီပေါ့နော်အဲ့တော့ဒါလေးတွေကသူ blind ပြီးတော့ဖတ်သွားရုံပဲပေါ့နော်အဲ့တော့ဒါလေးဒီမှာတော့ထွေထူးဘာမှတတိထားစရာလေးမရှိသေးဘူးဒါfirst group ပေါ့နော် first group ဆိုဒီ6တန်လေးကိုပဲ blind ပြီးတော့ဖတ်တာဆိုတဲ့ခါဆိုပေါ့နော်so now region comprehension အတွက်ကတော့မဆိုမေခွန်းလေးတွေမေးပေးလို့ရတာပေါ့နော်မေခွန်းလေးတွေမေးပေးလို့ရတယ်မေခွန်းလေးတွေမေးပေးလေဆိုလို့ရှိရင်ဒီကစာအုပ်မှာထားရိုက်ပါတယ်မေခွန်းလေးတွေစာအုပ်မှာမေခွန်းလေးတွေပါပြီးသားနော် so what is in the book ဆိုတာကစာအုပ်ထဲမှာထားရိုက်ပါတယ်အကြောင်းအရာတွေကိုမေးရမေခွန်းလေးတွေ what do you think ဆိုတာကြတော့စာအုပ်ထဲမှာတော့ထားရိုက်မှာပါပြီမယ်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာနဲ့ဆက်ပြီးတော့မှကလေးရဲ့အတွေးမျိုးမေးတယ်မေခွန်းလေးတွေပေါ့နော်နောက်ဒီထဲမှာတချို့ဒီလိုမေးခွန်းလေးတွေနေပေးလို့ရတယ်။နောက်ဒီထဲမှာသူတို့မသိနိုင်သေးတဲ့တချို့ vocab ရှေးတွေပါလာလို့ရှိရင်အဲ့ဒီ vocab ရှေးတွေအဓိပ္ပာယ်ကိုဘယ်လိုထင်လဲဆိုကလေးကိုအရင်မေးကြည့်ပြီးတော့မှသူတို့ဖြေရနည်းနည်းလေးလိုနေတယ်ဆိုလို့ရှိရင်ကိုကဒီစောက်ထဲမှာပါတဲ့အကြောင်းအရာလေးနဲ့ဆက်ပြီးတော့ရှင်းပြလို့ရတယ်ပေါ့နော်။ရှင်းပြလို့ရတယ်။နော်အဲ့ဒါ vocab လေးတွေနေလို့ရတယ်ပေါ့နော်။ okay နောက်မိကုံးလေးတွေမေးတဲ့နေရာမှာလေသူ့ထဲမှာပါပြီးသားမိကုံးလေးတွေအပြင်ကိုကနောက်ထပ် extra question ရှေးတွေအသစ် question ရှေးတို့မေးပေးလို့ရတယ်ပေါ့နော်ကိုစိတ်ကူးမိတဲ့မိကုံးလေးတွေပေါ့နော်ဒီထဲမှာဆိုရင်who sips cup of coffee တို့နောက်ခါ who spins in the grass နော် who sits in a pitch တို့အပြင် who pots chips ပေါ့နော်အဲ့ဒါမျိုးလေးတွေမေးလို့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေကိုကိုယ့်ရဲ့ extra question ရှေးတွေကိုလည်းကလေးလေးတွေကိုမေးပေးလို့ရပါတယ်ပေါ့နော်ဆိုရင်အခုဒီ chips နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲပေါ့နော်ကြည့်ရှုပြီးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်Jolly Readers တွေကြရင်ပြန်တွေ့ပါမယ်နော် so bye bye